Hello မင်္ဂလာပါ Hope Chinese Language Speaking မှာကြိုဆိုလိုက်ပါတယ် Teacher Helen ဖြစ်ပါတယ်ရှင်အခု Teacher အပေါ်လုံးတောင်းမှန်ရမှာ Teacher အခုတလောပေါ့နော်ခီးထွက်နေတယ်အခုတောင်ကြီးရောက်နေတယ်ပေါ့နော်ဒီခီးထွက်နေတဲ့ကြောင့်မို့ဥစားမတင်ဖြစ်လိုက်ရတဲ့အပိုင်းလေးညာနေရပေါ့နော်ဒါပေမဲ့လည်းတစ်ခုချင်းစီဆက်ပြီးတော့တင်မယ် Teacher မတင်ဖြစ်တဲ့ရက်တွေကြလို့ရှင်လည်းအဟောင်းတွေကို Teacher လေ့လာပြီးပါလို့ရှင်ဒီလိုမျိုးTeacher ပြင်းရောထူနေရတဲ့အလုပ်ရှုပ်နေရတဲ့ပေါင်းလိုက်ပြီးတော့ပြီးတော့မလဲမတင်ဖြစ်နေတာတောင်မှ like တွေ view တွေအများကြီးရနေလို့ကြောင့်မို့လဲအကောင်လုံးကျေးဇူးတင်ပါတယ်ကဲအဲ့ဆိုလို့ရှိရင်ဒီချက်နည်းနည်းလောက်နေကြ review လေးနဲ့စလိုက်ကြမယ်ပေါ့နော်ဒီနေ့မှာဆိုလို့ရှိရင်တော့နည်းနည်းအရင်ခတ်တဲ့လီလုံးတင်တော့ပြီးမှဒီထဲကနေပြီးတော့နည်းနည်းခတ်တဲ့လီလုံးပေါ့နော်အဲ့တန်ထွက်ကဒီမြန်မာစကလုံးမှာပဲဖြစ်မြန်မာတန်ထွက်မှာတိတ်ပါလေးပါထားမရှိဘူးနည်းနည်းစိမ့်နဲ့ဒီတန်ထွက်လေးဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့နော်တူ like ပြီးတော့လေးလာကြမယ်လူရှင်တေချာလေးနားထောင်ပါတော့ review ပြင်စမယ်နော်အကောင်လုံးရောlike ပြီးတော့လေးချင်းဖြစ်လာအတန်ထွက်ပြီးတော့နေမှန်နေကြပြီလားပေါ့နော်ဖြစ်နိုင်ရင်တော့အတန်ဖိုင်လေးပို့လိုက်လို့ရတယ်နားထောင်ပြီးမယ်ပေါ့နော်โอเคကျေးဇူးတင်ပါတယ်စလိုက်မယ်ကြောက်တယ်မောင်တော့ဒါသူလေးသူမလေးတွေရဲ့ကြောက်တယ်မောင်အဲ့ဒါငားပြီးတော့လောက်တာဆိုတော့လေနည်းနည်းတော့တေးမယ်ပေါ့နော်ဒါပေါ်ပေါ်မောပေါ်တထနလကခဟာချီချီစီအဲ့ဒါထိကောင်လုံးရပြီနော်ဒီချက်ကြိုက်တာကျတော့သူအများအားမှတ်မိအောင်လို့လေ့ကျင့်တာကိုပို့ပြီးတော့ကြိုက်တယ်အဲ့ဆိုပြောင်းမြန်နေရောအတဲ့တွေရောအဲ့လိုမျိုးလေ့ကျင့်တာပို့ပြီးတော့အဆင်ပြေပြီပေါ့နော်ဒါဆိုလို့ရှိရင်ချီချီချီဟခကနလထထပေါ်မောပေါ်ပေါ်အဲ့လိုမျိုးအစားပေါ့နော်ရွတ်နိုင်အောင်လို့တစ်ချက်ကြိုးစားတယ်ဒါပေမဲ့အလွတ်ရဖို့မလိုဘူးပေါ့ဒီတလုံးကိုတွေ့ရင်ခေါ်ဆိုတာဒီကလုံးတွေ့ရင်လောဆိုတော့မှတ်မိရင်အဆင်ပြေပြီကဲဒီချက်နေပြီးတော့ဒီဥစ္စာထောက်ပြီးမယ်အကုန်လုံးကအရင်ရွတ်လိုက်အိမ်မှာကြည့်နေတဲ့လူဆိုလို့ရှင်လည်းဒါကိုရွတ်လိုက်ပါတော့။ပြီးဒီချက်အတန်းထွက်နဲ့ပြန်ထွက်ပြီးမယ်။ချက်အတန်းထွက်နဲ့ပြန်တိုက်လိုက်ပါတော့။ပြန်တိုက်လိုက်။ဒါလေးအဆင်ပြေတယ်ဆိုလို့ရှိရင်ဆက်ပြီးတော့ဆက်ရွတ်မယ်ပေါ့နော်။ဒီကတော့ရှင်လည်းနည်းနည်းများနေပြီးတော့ပြန်ထွက်တဲ့အချိန်မိုက်လာမှုနေနေတော့မိုက်တော့မပါဘူးเนาะ။ဘာလို့ပြီးခံပြီးတော့နားထောင်ပြီးကြပါ။ဘာလို့ကျေးဇူးတင်ပါတယ်။ဒါဆိုလို့ရှိရင်ရှိဒါဆိုလို့ရှိရင်ကခေါ်ပေါ်ကဝတလချီရှိအောနာခရှိမောဖောအဲ့လိုနော်အဲ့ဒါလေးအကုန်လုံးရပြီလို့ထင်တာပဲနော်ဒါဆိုလေးကျင်းနေရဆိုတော့နော်ကဲဒါအတူတူလေးကျင်းကြရအောင်အတူတူလေးကျင်းမယ်ဒါကဘာလဲထရှိမောကြီးပေါ်for no ပတ်ကိုလိုက်ရနော်လခတခေါ်ကโอเคစင်ပြေလားသိနော်အဲ့ဒါကိုလေးကျင့်မယ်နော်ကိုဒီမျိုးဆိုင်ရလေးလောက်ထားပြီးတော့လေ့ကျင့်လို့ရပါတယ်ကဲဒီနေ့သင်ခန်းစာအဓိကသင်ခန်းစာလေးစလိုက်ကြမယ်ပေါ့နော်မစားခင်မှာဒီချက်ထုံးစံတိုင်းပဲဒီချက်ရဲ့နှခမ်းလေးတွေကိုလိုက်ပြီးတော့တစ်ချက်ကြည့်ပြီးတွေ့ရလားမသိဘူးနော်ဒီမှာဆိုလို့ရှိရင်ဒီနေ့တင်မဲ့ဟာ ZACHSHR နော်အဲ့တိုင်းမှတ်ထားလိုက်ပေါ့နော်လောလောဆယ်အနေနဲ့ဆိုတော့တခြားဟာတွေမစင်စားရင်းနဲ့တက်ပြီးသားလူတွေလည်းကြည့်နေတယ်ဆိုလို့ရှိရင်တခြားဟာတွေမစင်စားသေးနဲ့လောလောဆယ်တင်မဲ့ဟာလေးပဲအာရုံစူးစိုက်မယ်ပေါ့နော်ကဲ ZH ကိုရှာတန်ပါမယ်ပြီးတော့ရှာလိတ်ထားတဲ့အတန်လေးပါမယ်လို့နော်ဒါဆိုလို့ရှိရင် ZH ဆိုလို့ရှိရင်ဒီချာရဲ့ပါဇက်နေထားလေးကိုဆက်ကြည့်မယ်အတန်ထွက်ကိုနားထောင်မယ်ပေါ့နော်ဒီလိုပါဇက်အနေထားတော့ကြည့်လို့မလှဘူးနော်ဒီမျိုးဖြစ်သွားမယ်ရှာကိုလိုက်ထားမယ်နော်အဲ့
ပြောတတ်လားမသိဘူးသူကရှာရဲ့လက်တံပြီးလို့ရှိရင်ဇဆိုတဲ့အတန်နဲ့ပေါင်းသွားမှာနော်ဇအဲ့ဆိုဒီဥစ္စာနည်းနည်းခက်တဲ့ကြောင့်မို့ဒီချက်10ခန်းလုံးရွတ်မယ်ပြီးတော့အကုန်လုံးတစ်ချက်ရွတ်ရင်လည်းလိုက်ရွတ်ကြည့်ပေါ့နော်အဆင်ပြေလားမသိဘူးနော်အဲ့ဆိုရင်ဇအဆင်ပြေလားငါခေါက်ဒီလိုဆိုကြမယ်နော်အတန်လေးနည်းနည်းရင်းနေပြီထင်တယ်ဆိုတဲ့အတန်ကိုထွက်နိုင်အောင်လို့တော့တစ်ချက်ကြိုးစားပေးနော်ဟုတ်ပြီအဲ့ရပြီဆိုလို့ရှိရင်ဒါစီနဲ့စတယ်ဆိုတော့ဆိုရင်အဲ့ဒီရှာလိုက်တာနဲ့ပေါင်းလိုက် h နဲ့ပေါင်းလိုက်ပေါ့နော်နည်းနည်းတော့ခက်မယ်နော်ဒါဆိုရင်吃ကိုတေချာပြောမယ်နော်စိုက်ခါလောက်ရွတ်ပြပေးမယ်အတူတူလိုက်နားထောင်ပေါ့နော်ဟုတ်ပြီငါခေါက်တူတူလိုက်ရွတ်မယ်နော်โอเคအဲ့လိုဆိုလို့ရှိရင်ဟုတ်ပြီဒီမှာ s အတန် s နဲ့ h နဲ့ပေါင်းမယ်ပေါ့ဆိုတဲ့ဥစ္စာအတန်နဲ့ h နဲ့ပေါင်းလိုက်မယ်အဲ့ဆိုရင်ဟုတ်ပြီအတူတူလိုက်ရမယ်โอเคအဲ့ဆိုလို့ရှိရင်ရတော့နောက်မှတင်မယ်အဲ့ဒီရှာရဲ့လက်ရှာကိုအမြဲတမ်းလိုက်ခါနည်းနည်းတော့ပြင်မယ်မယ်နော်โอเคဒါကြတော့အာလဲလောစဒီအာတလုံးမဲ့အရင်မှထားလိုက်ပေါ့နော်အဲ့ဆိုရင်အာခါကျတော့သူကရဆိုတဲ့အတန်ထွက်မယ်ရတော့အဲ့လိုမျိုးအတန်နည်းနည်းစင်ပေါ့နော်ဒါပေမဲ့သူကအကလုံးသူလိုက်နာထားအောင်သူလိုက်ဆုံးမှာပေါ့နော်ဒါသူလည်းတယောက်စာစိတ်ဝင်စားရခြင်းနဲ့နော်โอเคအဲ့ဆိုရင်ဟုတ်ပြီအဲ့ဆိုအကောင်လုံးနည်းနည်းလေးတော့အဆင်ပြေမယ်ထင်တာပဲပေါ့နော်ခက်တယ်ဒါပေမဲ့လေ့ကျင့်ရမယ်နော်တချို့လူတွေတော့တော်တော်ခက်လိမ့်မယ်တချို့လူတွေကအရန်လွယ်လိမ့်မယ်ပေါ့နော်ဒါပေမဲ့တယောက်နဲ့တယောက်မတူတာကိစ္စမရှိဘူးလေ့ကျင့်ဖို့အဓိကပေါ့နော်ကဲပြီးโอเคနည်းနည်းစင်တယ်ဒါပေမဲ့လည်းတူနော်字မဟုတ်ဘူးနော်ဟုတ်လားစံဒီလာပြီတွားကြတော့အဲ့အာတန်လေးကိုလုံးဝမမေ့နဲ့ပေါ့နော်ပြီးရင်ဒါကြောင့်ဒီလိုဒါလျှောက်လေးကျင်းနေချိန်ကျရင်နှခမ်းလေးဒီဘက်ရှာရတော့တိတ်ပြီးတော့မအီတာဖြစ်နေလိမ့်မယ်ဒါပေမဲ့လည်းအတန်ထွက်မှဟိုအရေးကြီးရတယ်နော်အဲ့မှာနောက်ပိုင်းတရုတ်စကားပြောတဲ့အချိန်ကျရင်တော်တော်လေးပြီးပြင်သွားမယ်ဒီတန်ကလည်း
တော်တော်စကားလုံးတော်တော်များများမှာပါတဲ့အတွက်ကြောင့်မို့လေ့ကျင့်ထားမှရမှာဥပမာ老师ဆိုရင်ဒီဥစားနဲ့တော့老师ဆိုဆရာမကိုပြောတယ်နော်老师是နော် okay 老师ဆိုလို့ရှိရင်နားထောင်အောင်လို့အဲ့ဆိုတန်းဆက်ပတ်မှန်ကိုဟုတ်ပြီ老师အဲ့ဆိုဒီတိုင်း okay 知吃是日知吃是日吃知是日ကဲအလုံးရမယ်လို့ထင်တယ်ထုံးစံတိုင်းဒါလေးပြင်ထားမယ်ပေါ့နော်知吃是日ဒီနေ့နေစပြီးတော့တခြားပြောတဲ့အတိုင်းပဲနိုင်ဝက်တော့လေ့ကျင့်ပေးပေါ့နော်တစ်ခါလေ့ကျင့်မယ်ဆိုလို့ရှိရင်တခြားတင်တဲ့ဥစ္စာကိုနားထောင်နေလေ့ကျင့်တာပဲဒီဘောကိုလေ့ကျင့်တာပဲဖြစ်ပေါ့နော်အဓိကတော့လေ့ကျင့်ဖို့အရေးကြီးတယ်ဒါဆိုရင်日ဒါဆိုရင်是ဒါဆိုရင်吃ဒါဆိုရင်知知是日知是 okay စင်ပြေမယ်လို့ယုံကြည်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်သင်ခန်းစာမှာစပြီးပြန်တွေ့ကြမယ်နော်နောက်သင်ခန်းစာမှာပြန်တွေ့ကြမယ်အားလုံးကျေးဇူးတင်ပါတယ်